Hello everyone ကျွန်တော်ဒီဗီဒီယိုမှာပြသပေးမှာကတော့ခရစ်တော်ကို support ရောင်းနေပြသသွားမှာဖြစ်ပါတယ်။ဆော့ရဲ့ဈေးကွက်ထဲကိုဝင်သွားကြည့်မယ်။ဒီနေ့ဈေးကွက်ကြည့်လိုက်တာနဲ့တက်နေပါတယ်။ပြီးခဲ့တဲ့ဗီဒီယိုမှာ1ဆော့144မှာဝယ်ထားတာဖြစ်တဲ့အတွက်ခုရောင်းမယ်။ဒါဆိုရင်တော့ဒီ trade ဆိုတဲ့နေရာကိုဝင်လိုက်ပါ။အခုလက်ရှိဆော့156ဈေးရှိပါတယ်။ဘိုင်းနေရာမှာဆဲကိုပြောင်းပါမယ်။10မိတ်ဝင်လိုက်ရင်ကျွန်တော်တို့ USDC ပြန်ရပါလိမ့်မယ်